အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်မြစ်တိုင်မှာပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်လူသုံးအရမ်းများတဲ့ brand တစ်ခုဖြစ်တဲ့ Hitachi brand 3 door shape အသေးလေးကိုပြပြီးတော့မှာဖြစ်ပါတယ်ဒီကောင်လေးကအမြင့်ကတော့9ပေပဲရှိပြီးတော့အကျယ်ကတော့1ပေနဲ့6လက်မှာပဲရှိတယ်ဗျဒီကောင်လေး3 door လည်းဖြစ်တယ်3 door ဖြစ်တာမလို့အခန်းတော့3ခန်းပါမယ်အေးခန်းအသီးရွက်ခန်းအသား5ခန်းဆိုပြီး3ခန်းပါမယ်ပေါ့နော်ကျွန်တော်ဒီအပေါ်ဆုံးခန်းတော့အေးခန်းပါအေးခန်းဆိုအတွင်းခန်းလေးကျွန်တော်ပြပေးပါမယ်ဟုတ်ကဲ့အတွင်းခန်းထဲမှာဆိုရင်ကျွန်တော်တို့တင်စရာပန်းလေး3ပန်းပါမယ်အောက်မှာအန်လေးတန်ပါမယ်ဗျကျွန်တော်တင်စရာပန်း3ပန်းနဲ့3ပန်းတော့မန်နဲ့လာတယ်ဗျမန်ပန်းနဲ့လာတဲ့အတွက်ပစ္စည်းတက်တုံတင်လို့ရမယ်ပြီးတော့အပေါ်မှာ LED မီးလုံးလေးတွေလည်းပါမယ်ဘေးတကားမှာဆိုရင်ကျွန်တော်အန်လေး3ခုပါမယ်ပြီးတော့ကြက်ဥထက်တဲ့ခွက်လေးစားလေးပါတယ်ဗျဒီမော်ဒယ်ကနေတော်တော်လေးမြင့်နေ2015မော်ဒယ်ပါဟုတ်ကဲ့ဒီကောင်လေးကတော့အပေါ်ဆုံးအခန်းအေးခန်းလေးဖြစ်ပါတယ်ဗျအလဲခန်းလေးပြပြီးမယ်အလဲခန်းတော့ကျွန်တော်အသီးရွက်ခန်းလေးမှာတော့ကျွန်တော်အောက်မှာဘုံကြီးတစ်ဘုံပါတယ်ပြင်ကိုအပေါ်မှာပန်းလေးတစ်ပန်းပါတယ်ဗျအသီးရွက်ခန်းပေါ့နော်တော်တော်လေးကိုကျယ်ပါတယ်ဗျဟုတ်ကဲ့အောက်ဆောင်ခန်းတော့ထုံးစံအတိုင်းပဲကျွန်တော်အသားငါးခန်းပဲဖြစ်ပါတယ်အခင်းခန်းဆိုတော့အသားငါးလေးစီပြီးတော့ထည့်လို့ရတဲ့အခန်းလေးပါအသားငါးခန်းထဲမှာဆိုရင်အောက်မှာဘုံကြီးတစ်ဘုံပါတယ်အပေါ်မှာပန်းလေးတစ်ပန်းပါတယ်ဗျအသားငါးခန်းမှာတော်တော်လေးကျဲတဲ့အတွက်ဈေးခဏမသွားချင်တဲ့အိုင်ရှင်မားတွေအတွက်ဆိုရင်တစ်ပတ်စာလောက်တော့ကောင်းလုံလောက်လေးထည့်ထားပြီးလို့ရပါတယ်ဟုတ်ကဲ့ဒီလုံးလေးဈေးနှုန်းလေးဆို73သိန်း9000ပဲရှိပါတယ်73သိန်း9000မှာကျွန်တော်1000ကမိုင်းတော့လက်ဆောင်ပါမယ်ပြီးတော့အာမခံတစ်နှစ်ပါမယ်ဗျအာမခံတစ်နှစ်မှာလည်းကျွန်တော်တစ်လအတွင်းသုံးကြည့်လိုက်လို့မအေးမခန့်ကျွန်တော်အလုံးနဲ့ချိန်မိတယ်တစ်နှစ်အတွင်းမှာတော့ပစ္စည်းလည်းပြည့်စုံဖို့ပေးရမယ်လက်ခလုံးဝမယူပြင်ပေးပါတယ်ဗျဒီကျွန်တော်ဒီလထဲမှာဝယ်မယ်ဆိုရင် promotion လည်းရှိပါတယ်ဗျ promotion ကပါမလဲဆိုတော့1000ကနေပြီးတော့9000ထစ်ပေါ့နော်ကန်ဆယ်မဲလဲရမယ်ကန်ဆယ်မဲလဲလို့9000ကျပြီဆိုရင်ကျွန်တော်9000ပြန်ပြီးတော့ short ပေးပါတယ်ဗျဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်